လူတန်ဖိုးဆိုတာအပြင်မှာဝတ်ထားတဲ့ရွှေငွေရတနာလက်ဝတ်ရတနာအင်ကြီးပတ်စံစသဖြင့် branded ဒါတွေကိုပြောတာမဟုတ်လူတန်ဖိုးဒီလူရဲ့ကိုယ်တွင်းမှာရှိအဲ့ဒါဒီတန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရမိတ်ဆွေတွေရတနာတွေဆိုလို့ရှိရင်တန်ဖိုးထားလားမထားဘူးလားတယူတရငွေသိန်းပေါင်းတန်းပေါင်းများစွာပေးပြီးတော့ဝယ်ယူပြီးတယူတရဝတ်ဆင်ရတယ်ဟုတ်ပြီနော်စိန်နေရွှေတွေရတနာတွေကြောင်းမြတ်တွေဒါတွေကိုအဲ့တော့ကိုယ်တွင်းမှာရှိတယ်ခုနပြောတဲ့ရိုးသားတာတွေနော်စေတနာကောင်းရှိတာတွေဖြောင့်မတ်တည်ကြည်တာတွေကိုချင်းတရားရှိတာတွေတိတ်ခါရှိတာတွေတီလာရှိတာတွေဆိုတဲ့အရာတွေဒီငွေနဲ့ပေးဝယ်လို့တော့မရတဲ့တန်ဖိုးရှိသောယတနာတွေဖြစ်တယ်အဲ့ဒီယတနာတွေကိုမှရှိနေကိုချမ်းသာတာပဲပြင်ပလက်ဝတ်ယတနာတွေရှိမှချမ်းသာတာမဟုတ်ဘူးနော်ကိုယ်တွင်းကယတနာတွေရှိရင်လည်းဘာဖြစ်တာပဲလဲချမ်းသာတာပဲတိုးတက်တာပဲအောင်မြင်တာပဲပျော်ရွှင်တာပဲခုနပြောတဲ့တိုးတက်ပါစေအောင်မြင်ပါစေပျော်ရွှင်ပါစေအဲ့သုံးမျိုးစလုံးကဘယ်သူနဲ့ဘယ်ထဲမှာဆိုင်လဲရင်ထဲမှာဆိုင်တိုးတက်အောင်လဲဒီရင်ထဲကလုပ်ပေးတာ